ဒီနေ့မီနီရဲ့ movie တော့ကြည့်ဖို့အတွက်နည်းနည်းပါးပြင်ဆင်မယ်ပေါ့နော်မီနီရဲ့ဆိုတော့အဝါရောင်လေးဝတ်ချင်တာဒါပေမဲ့အဝါရောင်ကရှာမတွေ့တော့လိမ္မော်ရောင်လေးဝတ်ရင်ကောင်းမလားပေါ့နော်နည်းနည်းအေးရတော့ skin ကကဲပြီးသွားပြီဆိုတော့ထပ်မကဲချင်တော့ပေါ့နော်အဲ့တော့ချွေးလေးတွေကိုနည်းနည်းလေးတုပ်လိုက်တယ်ပြီးရင်တော့ Moscow လေးပါလေးအော်မယ်ပေါ့နော်မိတ်ကကအမြဲတမ်းလိမ့်နေကြမှာဟုတ်တော့လိမ့်ရတာတော့တိတ်မကြက်ညနာမှာအဆက်ကလေးတွေဟိုနာချဒီနာချလုပ်မယ်တူဝေးရပတ်လေးနဲ့ပဲမိတ်ကလေးတွေကို plan လုပ်လိုက်မယ်ပေါ့နော် sponge ကပဲဘူးရရောင်းနေလည်းမသိဘူးဆိုတော့ရှားမှနည်းနည်းမရှားချင်တော့ပြင်းနေပေါ့နော်ပြီးရင်တော့ Catrick က concealer လေးနဲ့လိုတဲ့နေရာလေးတွေကိုနည်းနည်းပါးဖြည့်မယ်ပေါ့နော်နေလောက်ထားတဲ့နေရာလေးရယ်နောက်မျက်တွင်းကျတာတွေရယ်ဒီနဖူးမှာတော့ watch and အနေလေးတစ်လုံးပေါက်နေလို့အဲ့ဒါလေးပါနည်းနည်းဖုံးလိုက်တယ်ပေါ့နော်ပြီးရင်တော့ထုံးစံတိုင်းပို့လုပ်တာပေါ့ရခုံးမွေးလေးကိုလည်းတသက်ရရလေးဖြစ်အောင်နည်းနည်းလေးဖြီးလိုက်တယ်ပေါ့နော် brush လေးနဲ့ဟောရမျက်ခုံးမွေးတွေကဟိုရိုင်းဒီလဲနေလေဟိုမျက်ခုံးကထူပြီးများပဲမလှအောင်ဖြစ်နေတာခုကျတော့တသက်ရလေးဖြစ်သွားတာပေါ့စပင်လေးကိုလည်းတသက်ရဖြစ်အောင်လုပ်မယ်ပေါ့နော်အခုဝတ်ထားတဲ့အင်ကြီးကလေဟိုတငယ်ချင်းတယောက်ကလက်ဆောင်ပေးတာသူကတော့စေတနာနဲ့ပေါ့နော်89ကျပ်တောင်ပေးပြီးတော့ဝယ်လာဆိုတော့ကိုကအားနာပြီးယူထားတာဒီလိုအင်ကြီးဒီဇိုင်းတွေကကိုယ့်ရဲ့ type မဟုတ်အတော်ကြီးဒီဇိုင်းတွေလို့ခံစားရတယ်ကိုကပဲမကြိုက်လို့လားမသိဘူးဒီအင်ကြီးကိုဘာဖြစ်လို့89ကျပ်ပေးပြီးဝယ်တာလဲဆိုပြီးတော့စဉ်းစားနေတာပြီးတော့မျက်လုံးကိုလည်းနည်းနည်းအယောင်လေးပါလေးစိုးမယ်ပေါ့နော်ဒီအောင်တစ်ခါမှတော့မစိုးကြည့်ဘူးအဲ့လိုပဲလက်ဆောင်ရလို့ပဲဒီတိုင်းယူထားပြီးတော့တင်ထားတာပေါ့နော်တိတ်ပြီးတော့မလိုက်ဘူးလို့တော့ခံစားရတာပဲမျက်လုံးကိုအရောင်လေးပါလေးထည့်ပြီးသွားပြီဆိုတော့မျက်တောင်ကော့မယ်ကာလင်းရဲ့ finishing powder လေးနဲ့ set up လုပ်မယ်ပေါ့နော် bling bling ဖြစ်အောင်ပေါ့မျက်နှာလေးသူကလေတတိုးလောက်ပဲတိုးပြီးမျက်နှာတစ်ပြင်လုံးနှံ့အောင်လုပ်ရင်ရတယ်ဒါပေမဲ့ကိုရီးယားကျတော့သိရမလားအမြဲတမ်းလည်းမပြင်ဘူးတစ်ခါလေးမှပဲပြင်တာဆိုတော့ဟိုနည်းနည်းလေးတိုးရတာအားမရလို့အများကြီးတိုးပြတာတကယ်တမ်းတော့အများကြီးတိုးတာမျက်နှာအစီပြန်သလိုမျိုးဖြစ်တယ်နည်းနည်းလေးပဲဟိုနာတိုးဒီနာတိုးလေးကပိုကောင်းတယ်ပါနီလိမ့်မမေးွားလို့အခုမှလိမ့်မယ်ပေါ့နော်ဒါကြတော့မြန်မာ local brand Dreamio ကထုတ်တဲ့ပါနီလေးသူက body temperature အလိုက်မျက်နှာပေါ်မှာပေါ်တဲ့အရာတယောက်နဲ့တယောက်မတူပါနီလိမ့်ပြီးမှ finishing powder လောက်ရမှာလေဒီလားပြောင်းပြန်ဖြစ်သွားတယ်ဒါမဲ့လည်းထားလိုက်တယ်ပေါ့နော်ကိုပြင်တာကိုဘလို့ပြင်ပေါ့ပြီးရင်တော့ Estee Lauder နှခမ်းနေလေးစိုးမယ်ပေါ့နော်လိမ္မော်ရောင်လေးပြီးရင်တော့ F က setting spray လေးဖြန်းမယ်ပေါ့နော်နောက်ဆုံးဒါ final step ပေါ့E.L.F ဆိုတော့တခါလေကြာရင်လည်း ELF လို့ပြောတယ်ဒါပေမဲ့သူများတွေကလည်း F လို့ပြောကြတယ်နှစ်မျိုးစလုံးပြောကြတယ်ဘယ်ဟာအမှန်လဲတော့မသိဘူးမှန်မှာ ELF ဆိုရင်လည်းဒါကိုပြောတာ F ဆိုရင်လည်းဒါကိုပြောတာဆိုတာသိရင်ပြီးတာပဲနောက်ဆုံးအနေနဲ့ကတော့ရေမွေးလေးကိုဟိုတိုးတီတိုးပေါ့နော်မွေးနေအောင်လို့
Vaseline ကိုအရင်ခံလိုက်ပြီးတော့မှရှင်မွေးဆိုလို့ရှင်တော့ပို့ပြီးတရှိခံတယ်လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ Vaseline ကလည်းဘယ်ရောက်နေလဲမသိဘူးဆိုတော့ဒီတိုင်းပဲစိုးထားတဲ့နှကန်းကြီးရောင်ကလှပဲမယ်နည်းနည်းများနေလို့နည်းနည်းပြန်ပြီးတော့အရောင်လေးပြန်လျှော့ရပါတော့ဒီလိုပုံစံလေးအရင်ဝတ်ကြည့်ရပါတော့ဒါပေမဲ့ဘောင်းမီပန်းဝင်လေးတွေနဲ့အပေါ်နဲ့တိတ်မလိုက်ဘူးမခေါ်ဘူးလို့ခံစားရတာနဲ့ဘောင်းမီအရှိပြန်ချိန်လိုက်တယ်ပေါ့နော်အခုတော့အပေါ်နဲ့အောက်ခေါ်သွားပြီထင်တာပဲအပေါ်နဲ့အောက်ခေါ်သွားပြီဆိုတော့လက်မှာချိုချင်တုံးလေးဆွတ်လိုက်မယ်ပြားတော့မရှိဘူးပဒုံးလေးတွေကိုပဲနားမှာဝယ်ခိုင်းလိုက်မယ်ဝယ်ထားပြီးတော့မဝယ်ဖြစ်တော့အရန်ကိုအသစ်ချက်ချွတ်ပေါ့နော်အခုမှပဲဖော်တုံးလေးတွေဖြုတ်ပြီးတော့ပထမဦးဆုံးဝယ်မှာကိုဖတာကိုတော့အရန်ကိုအဆင်ပြေသွားပြီလို့ထင်တာပဲဒါဆိုရင်တော့ရုပ်ရှင်သွားကြည့်ဖို့ ready ဖြစ်ပြီပေါ့နော်ဖုန်းနဲ့ပတ်စံရေးစမ်းတဲ့အိတ်သေးဆိုရင် okay ပြီလို့ထင်တယ်နော်အိတ်ကြီးတွေတိတ်မကင်ချင်မွေးနေ့တုန်းက movie ticket $50ကိုလက်ဆောင်ရထားရှိရပေါ့နော်အဲ့ဒါနဲ့တော့ကြည့်မယ်ကဲအလှလည်းပြင်ပြီးပြီလူဓာတွေအားလုံးလည်းအိတ်ထဲထည့်ပြီးပြီဆိုတော့ရုပ်ရှင်သွားကြည့်ပါတော့မယ်ဘိုင်ဘိုင်နောက် vlog တွေမှာပြန်ဆုံမယ်